皆さんတို့ရုပ်တွက်ကြီးမနက်ဖြန်ဂျပန်မှာအကောင့်နဲ့မနိုင်ဝင်မယ်ဆိုတဲ့သတင်းကိုတွေ့လိုက်ရတဲ့အခါမှာဘာတွေပြင်ဆင်ရမလဲဆိုတာကိုသိပါသလား။မွန်တိုင်းမတက်ခင်မှာမဖြစ်မနေပြင်ဆင်ထားရမယ့်အချက်၃ချက်ကိုပြောပြပေးပါမယ်။တစ်ချက်ကတော့ရထားလိုင်းများကိုစစ်ဆေးခြင်းပဲဖြစ်ပါတယ်ရှင်။ဂျပန်မှာမုန်တိုင်းလာရင်ဘေးကင်းရေးအတွက်ကြိုတင်ပြီးတော့ရထားပြည့်စုံမှုကိုရန်နာတဲ့ခဲကခုအုံကျူကိုရုပ်ဆောင်လေးရှိပါတယ်။အလုပ်တော်လို့ရမရအိမ်ပြန်လို့ရမရဆိုတာကိုမတိုင်မီနေကြတဲ့ကာရဟိုနိုရီခိုင်အန်နိုင်စတာတွေမှာရထားပြည့်စုံမှုအခြေအနေကိုမပြတ်မကွက်စစ်ဆေးထားပါ။ဒုတိယတစ်ချက်ကတော့ဝရဏကိုတန်ရှင်းလုပ်ခြင်းပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့မုန်တိုင်းကလေအလွန်ပြင်းထန်ပါတယ်။ဝရဏမှာရှိတဲ့လှမ်းထားတဲ့အဝေးဖက်နှက်နဲ့အမိုက်ပုံစတာတွေကလေနဲ့လွတ်မှာပြီးတော့အင်ဒီနာချင်းရဲ့ဂရင်းပေါက်မှန်ကြီးကိုခွင့်ပြနိုင်တဲ့အန္တရာယ်ရှိပါတယ်။အဲဒါကြောင့်အားလုံးကိုအခက်နဲ့ရွှေ့ထားပြီးတော့ဂရင်းပေါက်တော်တွေကိုတေချပေးထားပေးပါ။တတိယအချက်ကတော့မီးပေးရေပေးအရေးပေါ်ပြင်ဆင်ခြင်းပဲဖြစ်ပါတယ်။မုန်တိုင်းလာရင်အပြင်ကစူပါမားကတ်တွေအားလုံးကပိတ်သွားပါလိမ့်မယ်။အဲဒါကြောင့်မတိုင်မီနေကြတဲ့ကပန်မုတ်ရည်နဲ့ခေါက်ဆော့ဆော့စတာတွေကိုဝယ်ယူထားပြီးတော့ဖုန်းကိုလည်း100%အားဖြစ်အောင်တင်ထားပေးကြပါ။တိုင်းလာတဲ့အခါမှာမြစ်တွေပင်လယ်တွေကိုတွားမကြည့်ပဲနဲ့မိမိခန္ဓာမှာပဲပေကင်းစွာနေထိုင်ကြပါရှင်။ဂျပန်မှာကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ဒုတိယကိနော်ဆိုင်ရာဆွေးနွေးနိုင်မှုတွေအတွက် JCCM ကိုဆက်သွယ်လိုက်ပါနော်။ဖုန်းလုံးလေးလုပ်ထားပေးဖို့လည်းမမေ့ကြပါနဲ့။ကျေးဇူးတင်ပါတယ်။